အဲ့တော့ကျွန်တော်တို့ခုနရိုက်ထားတဲ့ style လေးကိုဒါရသွားပြီအဲ့တော့ဒီအရှိမကျွန်တော်တို့အောက်တိကျွန်တော်တို့ရွှေ့တယ်ဆိုတာဘာလို့ဆိုတော့ဒီပထမဟိုမှာမပါဘူးလေဒီ drum ထဲမှာကျွန်တော်တို့အဲ့တောက်ကမပါတော့ကျွန်တော်တို့ကအောက်တိရွှေ့လိုက်ရတာအောက်တိရွှေ့ပြီးသွားပြီဆိုတော့ drum ထဲကိုကျွန်တော်တို့ရိုက်ထားတဲ့ style ရိုက်မဲ့ထဲကိုကျွန်တော်တို့က function ကိုဖိပြီးပြောင်းဝင်မယ် okay ပြီးရင်ကျွန်တော်တို့အပေါင်းလေးကိုနှိပ်လိုက်မယ်အဲ့ဒါဆိုရင်ကျွန်တော်တို့အဲ့အတန်လေးရဒီမှာရသွားပြီဆိုတော့ကျွန်တော်တို့ဒီမှာ V1 ဖြစ်တဲ့အတွက်ကျွန်တော် initial ကိုယူမယ် intro ပေါ့နော်အဲ့ဒီ intro ကိုအိုင်လေးခုံနေတဲ့ intro ဆိုတာကျွန်တော်တို့ဒီမှာသူက၄ပါးရှိတယ်စက်ဆောက်သုံးကဘာမှမရှိဘူးဆိုရင်သူကဒီမှာ mission ကိုကြည့်မယ် okay ဘာကိုကျွန်တော်တို့၄ပါးဖြစ်နေတဲ့အတွက် okay ဒီမှာတစ်ပါးပဲရမယ်တစ်ပါးပဲကျွန်တော်ထားလိုက်မယ်အဲ့တစ်ပါးလေးနဲ့ကျွန်တော်တို့ကအရှိကတောက်အတန် pre count ပေးမယ်အဲ့ဒါလေးကိုကျွန်တော်တို့ရိုက်မယ်နော်1 2 3 4 okay ကျွန်တော်တို့အဲ့အတန်လေးရသွားပြီပြန်ထွက်လိုက်မယ်ကျွန်တော်တို့ဒါကတော့ကျွန်တော်တို့ဟို intro မှာရိုက်မယ်ဆိုရင်တော့ရတယ်အဲ့ဒါကျွန်တော်တို့နောက်ဗီဒီယိုကြမှာအဲ့လိုစတိုင်အသားရိုင်နေ solo ရိုင်နေကျွန်တော်တီးတန်ထပ်တင်ပေးမယ်เนาะအခုကတော့နီးလေးပေါ့เนาะကျွန်တော်တို့အဖြစ်တင်ပေးတာပါအဖြစ်ဆိုတာလဲဟိုတေးချာကျွန်တော်တို့ရှင်းပြပြီးတော့တင်ပေးတာဖြစ်ပါတယ်ကျွန်တော်ဒါဟိုအဲ့တော့ကျွန်တော်တို့ intro လေးနဲ့အရင် pre ကောင်းသွားမယ် intro နှိပ်လိုက်ပြီးကျွန်တော်တို့1တော့သူ okay စမ်းကြည့်မယ်เนาะokay เนาะအဲ့တော့ကျွန်တော်တို့တပြားရသွားပြီကျွန်တော် ending မှာတော့ကျွန်တော်တို့ဒီကွက်ကိုမရိုက်ချင်ဘူးဆိုတော့သူများ ending ကိုကျွန်တော် copy ကူးလို့ရတယ်ကျွန်တော်မရိုက်တော့ပြင်းလို့ကျွန်တော်ရိုက်နီးလေးတင်ပြီးသွားပြီဆိုတော့ကျွန်တော် copy ကူးနီးလေးပဲပြလိုက်တော့မယ်เนาะကျွန်တော်တို့ဒီထဲကိုရောက်သွားပြီဆိုတော့ကျွန်တော်တို့ကျွန်တော်ဝင်လိုက်ပြီเนาะ okay အဲ့ဒါဆိုရင်ကျွန်တော်တို့ခုနရိုက်တဲ့ slide လေးကိုပြန်ရောက်သွားပြီ ending ရိုက်မယ်ဆိုတော့ကျွန်တော်တို့ ending clip ကိုနှိပ်လိုက်မယ်ဒါ ending clip ပေါ့ကျွန်တော်တို့ copy တခြားအခုဒီမြင့်ရှိတဲ့ style တွေက ending ကိုကျွန်တော်ဖြတ်ယူလိုက်မယ်ကျွန်တော်ဒီမှာ ending အသစ်ထပ်မရိုက်တော့ဘူးပေါ့နော်အဲ့လိုနီးနဲ့လည်းယူလို့ရပါတယ်ဒါတော့ဟိုပြင်းလို့ပေါ့နော်ချိန်လဲကြာမှာဆိုလို့ကျွန်တော် ending ရိုက်လဲခုနပုံစံမျိုးပဲရိုက်ကြမှာပဲလေအဲ့တော့အချိန်ကြာသွားမှာဆိုလို့အဲ့တော့ဒီ app ဟို register လုံးလေးကနံပါတ်1အလုံးက copy ဖြစ်ပါတယ်အဲ့တော့နံပါတ်1အလုံးကိုနှိပ်လိုက်မယ် copy okay အဲ့ဒါကိုကျွန်တော်တို့ enter ခောက်လိုက်မယ်okay အနာခောက်ပြီးရင်ကျွန်တော်တို့တခြား style တွေကဟိုဟာကိုယူနေတာဆိုတော့ကျွန်တော်တစ်ချက်ကြော်လိုက်မယ်ဒီအပေါင်းလေးနဲ့ကျွမ်းဆိုတဲ့ဟာလေးရတာအဲ့တော့ဒီဟာလေးကိုကျွန်တော်ယူမယ်ဘယ်လိုလုပ်မလဲဆိုတော့ဒီမှာဒီ enter ကိုပဲတစ်ချက်ခောက်လိုက်ပါokay အဲ့ဒါဆိုရင်ကျွန်တော်တို့ဒီမှာ yes ပေးလိုက်မယ် okay complete ဆိုတာနဲ့သူကကျွန်တော်တို့ခုနယူလိုက်တဲ့အပြားလေးကဒီကျွန်တော်တို့ ending အပြားကို auto ရောက်သွားပါပြီဒါဆိုရင်ကျွန်တော်တို့ချက်ထွက်စမ်းကြည့်လိုက်မယ်เนาะ okay ဖွင့်မယ်ကျွန်တော်တို့ intro ကနေစစမ်းကြည့်မယ်1 2 3 4ဒါဆိုရင်တော့ကျွန်တော်ဒီကိုတွေဝါသနာရှင်အကိုတွေညီတွေပေါ့နော်တည်တင်သလောက်တည်သွားပြီလို့ကျွန်တော်ယူဆပါတယ်ကျွန်တော်ရဲ့နောက်ဗီဒီယိုလေးတွေမှာလည်းပြန်ပြီးတော့တွေ့ကြပါသေးတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးတွေလည်းဒါထပ်ပြီးတော့တင်ဖို့အားရှိအောင်လို့ကျွန်တော် KB ရှာထအောင် YouTube channel လေးကိုလည်း like and subscribe လုပ်ပေးပါအောင်လို့ကျွန်တော်တို့ကနေပြီးတော့ကျွန်တော် KB ရှာထအောင်ကနေပြီးတော့တောင်းဆိုချင်ပါတယ်ညီကိုတွေအားလုံးပဲကျွန်တော်တို့စိတ်ဓာတ်ဒုက္ခကာယဒုက္ခနဲ့ပြည့်စုံကြပါစေလို့ကျွန်တော်အခုတင်ပြလိုက်တဲ့ဗီဒီယိုလေးကိုလည်းကြည့်ပြီးတော့စတိုင်ရိုင်နီးလေးလည်းတက်ကြပါစေလို့ကျွန်တော်နေပြီးတော့ဆုတောင်းပေးလိုက်ပါတယ်အားလုံးပဲကျမ်းမာချမ်းသာပြီးတော့လူရဆန္ဒပြေဝကြပါစေကျေးဇူးတင်ပါတယ်ခင်ဗျာ